ကင်မရာကနေမှတ်တမ်းတင်ပြီးခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ရများနံပါတ်1မိစ္ဆာတယောက်လိုကခုန်နေတဲ့အမိုက်ပလတ်စတစ်အိတ်တစ်ခုပုံစံနဲ့အမိုက်ပါပဲဒါပေမဲ့သူ့ရဲ့လှုပ်ရှားမှုတွေကနတ်ဆိုးတယောက်ကပြနေတဲ့ပုံစံဖြစ်နေတာမလို့လန်တော်လန်တူကအမီးရဲ့မှတ်တမ်းတင်နိုင်ခဲ့ပါသည်နံပါတ်2ထူးဆန်းတဲ့တစ်ပင်များဒီတစ်ပင်တွေကလက်ရှိတယောက်လိုမျိုးလှုပ်ရှားနေခဲ့တာပါပုံမှန်လေတိုက်လို့အပင်နဲ့ရင်းခါနေရတဲ့မတူတော့ဘဲနဲ့တစ်ပင်တွေရဲ့လှုပ်ခါနေပုံကရေလျားနေပုံကမြင်နေရသူတွေကိုထိတ်လန့်စေခဲ့ပါတယ်နံပါတ်3လူမပါဘဲနဲ့မောင်းနေတဲ့ဆက်တက်ရင်မျိုးသမီးတယောက်ကအမိုက်သိမ်းနေတယ်သူနဲ့မလန်းမကဲမှာတော့လူမပါတဲ့ဆက်တက်ရင်ကအလိုလျောက်မောင်းနေပြီးတော့မြောင်းနဲ့ကိုထိုးဆင်းသွားတာပါဒီမြင်ကွင်းကိုတော့အနီးနားမှာရှိတဲ့ CCTV ကနေပြီးတော့မှတ်တမ်းတင်မိခဲ့တာပါနံပါတ်4အလိုလျောက်သွားနေတဲ့ ham jet ကားကရက်ထားတာပါဒါပေမဲ့လူရဲ့အကူအညီမပါဘဲနဲ့ ham jet တစ်စီးကကားရှိရာကိုဥတီပြီးတော့ခဏကြာမှတော့ပြန်လှည့်သွားပါတယ် ham jet ရဲ့ပုံစံကလူသားတယောက်လိုပြုတ်မှုနေတာကြောင့်မြင်ရတဲ့သူတွေကိုထိတ်လန့်စေခဲ့ပါတယ်နောက်တဲ့ထူးဆန်းတဲ့ຢာတွေကိုအဆုံးထိကြည့်ရှုလိုက်ပါဒါတွေကကြက်သိမ်းထားစရာနဲ့တဘာဝလွန်ကိစ္စတွေဆိုပေမဲ့မိတ်ဆွေတို့မြင်လိုက်တွေးလိုက်ရတာကတကယ်လားမိတ်ဆွေတို့ရဲ့အမြင်ကိုလည်းကောင်းမှဝေမျှပေးနိုင်ပါတယ်ခင်ဗျာ